ဖေဖေမေမေတို့ရေကလေးကိုချီးကျူးပြောဆိုတဲ့နေရာမှာ growth mindset ကိုတိဆောက်ပေးရမယ်လို့ mindset ဆိုတဲ့စာအုပ်ထဲမှာဖတ်မှတ်ရပါတယ်။ growth mindset ဆိုတာကငါစူးစမ်းမယ်၊ဇွဲရှိမယ်၊ဝရိယရှိမယ်ဆိုရင်ငါစာမေးပွဲအောင်နိုင်တယ်။ငါလုပ်နိုင်မယ်လို့ယုံကြည်တယ်ဆိုတဲ့စိတ်ဓာတ်မျိုးဖြစ်ပါတယ်။ကလေးကိုချီးကျူးတဲ့အခါမှာတားကညံကောင်းမိတာပါရမီကိုပါတာထဲလန့်ကိုရှိတာစသဖြင့်ချီးကျူးတာက growth mindset ကိုမဖြစ်ပေါ်စေပါဘူး။ကလေးကချီးကျူးတဲ့စကားတွေကိုဒီလိုနားလည်ခံစားသွားတတ်ပါတယ်။သမီးကစာရီမြန်မြန်ကြက်နိုင်တာပဲတက်လွယ်လိုက်တာညံကောင်းလိုက်တာလို့ကိုကပြောလိုက်ရင်ကလေးတွေးတာငါမြန်မြန်မမှတ်မိရင်မြန်မြန်မတက်ဘူးဆိုလို့ရှိရင်ငါညံမကောင်းတာပေါ့လို့ထင်သွားနိုင်ပါတယ်ဒီပုံကိုကြည့်ပါအောင်ပီကာဆိုနောက်တစ်ယောက်ပေါ်လာတော့မှာပဲသူတွေးလိုက်တာကငါမစူးစမ်းလဲရတယ်ဆိုတာမျိုးဖြစ်သွားနိုင်ပါတယ်သားလေးကတော်လိုက်တာဒီတိုင်းနေရင်တော့အေးရမယ့်ကလေးလေးသူမြင်သွားတာကငါကညံကောင်းမိသားပဲအနာနီးမှစာလုံးမယ်ဒါမှမဟုတ်သူတို့ငါမတော်ဘူးဆိုတာကိုသိတော့မှာပဲဆိုပြီးစိုးရိမ်တာမျိုးတွေဖြစ်လာတတ်ပါတယ်ဒါကြောင့်ကလေးကိုချီးကျူးမယ်ဆိုရင် process focus ဖြစ်တင်ပါတယ်သူ့အနေနဲ့တစ်ခုခုကိုပြီးမြောက်အောင်မြင်အောင်လှုပ်ဆောင်နိုင်တဲ့အခါသူ့ရဲ့လေ့ကျင့်မှုတွေဇွဲရှိမှုတွေနီးမှန်လမ်းမှန်ရွေးချယ်တတ်တာတွေကိုအဓိကအထောက်ပေါ်ချီးကျူးပေးရပါမယ်ဒါမှကလေးကပိုကြိုးစားခြင်းစိတ်လေးလာခြင်းစိတ်စွန့်စားလိုစိတ်တွေရှိလာမှာဖြစ်ပြီးတော့တွင်းကနေလာတဲ့ internal motivation ကိုရရှိစေမှာဖြစ်ပါတယ်ကလေးကို gifted လိုမျိုးချီးကျူးတာပါရမီကိုပါတာ talent ကိုရှိတာဉာဏ်ကိုကကောင်းတာစသဖြင့်ချီးကျူးတာကသူ့ကို motivation နဲ့ performance တွေကျစေနိုင်ပါတယ်ဒါကြောင့်ကလေးကိုဘယ်လိုမှန်မှန်ကန်ကန်ချီးကျူးပြောဆိုနိုင်မလဲဆိုတာကိုဒီဥပမာလေးတွေကိုကြည့်ရအောင်နော်နံပါတ်1ကလေးကိုကိုမြင်ရတဲ့ result အတိုင်းချီးကျူးပေးပါစာကတ်ထိုင်းမှာကလေးကချစ်ချင်းပါဝင်လာရဲဆိုလို့ရှိရင်ဆရာမကသမီးကတီချာပြောတဲ့ညွှန်ကြားချက်တွေအတိုင်းလိုက်လုပ်တယ်နော်တော်တယ်လို့ပြောမယ့်အစားစာကတ်တိုင်းစတာနဲ့သမီးကကိုထိုင်ရမယ့်နေရာမှာတန်းထိုင်မိသားပဲနော်တော်လိုက်တာလို့ပြောနိုင်ပါတယ်နံပါတ်2တခြားသူတွေအပေါ်အကျိုးသက်ရောက်သွားမှုကိုထုတ်ပေါ်ပြီးတော့ချီးကျူးပေးနိုင်ပါတယ်။တငယ်ချင်းကိုကလေးကအင်ကြီးကူဝတ်ပေးလိုက်နိုင်တယ်ဆိုလို့ရှိရင်အရန်ကို smart ဖြစ်တဲ့ကလေးလို့ချီးကျူးမဲ့အစားသမီးကအင်ကြီးစက်လေးဆွဲပေးလိုက်တော့တငယ်ချင်းကနွေးနွေးထွေးထွေးလေးနဲ့အိမ်ပြန်သွားရတာပေါ့ဆိုတာမျိုးပြောပေးရပါမယ်။နံပါတ်3သူ့ရဲ့စူးစမ်းမှုဖြစ်စဉ်ကိုထုတ်ဖော်ပြီးတော့ချီးကျူးရပါမယ်။ကျဲသီးတက်လို့ရသွားပြီပေါ့တော်လိုက်တာလို့ပြောမဲစားကျဲသီးပေါက်တသေးလေးတွေကိုကျဲသီးကိုဝင်အောင်သမီးကလုံနိုင်တယ်နော်ကလေးကအမရမချင်းဇွဲရှိရှိနဲ့အာကျူးမှန်တက်လောက်တာပဲနော်အရန်တော်တယ်လို့ပြောတင်ပါတယ်3နှစ်ကလေးက letter B ကိုရေးနေတယ်ဆိုပါစို့တော်လိုက်တာတသားအရွယ်တုန်းကမေမေကအခုလိုတောင်မရေးနိုင်ဘူးလို့ပြောမယ့်အစား DB လေးကိုကြည့်ပါဦးတကယ်ကိုအလှပရင်မလေးပဲမြင်းချောင်းပေါ်မှာဖြောင်းဖြောင်းလေးရက်နေရနော်အောက်ကိုလည်းရိုက်မသွားဘူးလေပေါ်လည်းပြန်မနေဘူးနော်ဆိုတာမျိုးသူ့ရဲ့တိုးတက်လာမှုကိုပေါ်လွင်အောင်ထုတ်ဖော်ချီးကျူးတင်ပါရဲ့နော်နံပါတ်5မှန်ကန်တဲ့လမ်းညွှန်ချက်ပါတဲ့ချီးကျူးမှုမျိုးလုပ်ပေးပါ10နှစ်အရွယ်ကလေးကဂျွန်းပါပြိုင်ပွဲတစ်ခုမှာရှုံးနိမ့်လာတယ်ဆိုလို့ရှိရင်အဖေဖြစ်သူကသမီးကတဲလန့်ရှိပြီးသားနောက်တစ်ပွဲကျနိုင်မှာပဲလို့လွယ်လွယ်ချီးကျူးမဲ့အစားသမီးဝမ်းနေနေရဖေဖေသိပါတယ်သမီးကထပ်ပြီးတော့လေ့ကျင့်လိုက်ရင်နောက်တစ်ပွဲမှာပိုကောင်းလာမှာပဲဒီတစ်ခေါက်သမီးကစိုးရိမ်စိတ်များနေရနောက်တစ်ပွဲကျရင်စိတ်ကိုပိုပြီးတော့တည်ငြိမ်အောင်ထားနော်သမီးကလေ့ကျင့်မှုမပြင်းတဲ့ကလေးပဲအေးအေးဆေးဆေးကြော်ဖြတ်နိုင်မှာပါဆိုပြီးတော့မှန်ကန်တဲ့လမ်းညွှန်ချက်ပါတဲ့ချီးကျူးအားပေးမှုမျိုးဖြစ်တင်ပါတယ်နော်ဒါကြောင့်ဖေဖေမေမေတို့အနေနဲ့ကလေးကိုအလွယ်တကူမြှောက်ပင့်ပြောဆိုလိုက်တာထက် growth mindset ရအောင်မှန်ကန်တဲ့နည်းလမ်းနဲ့ချီးကျူးပြောဆိုကြည့်နိုင်ပါတယ်နော်